ခေါက်ပညာဒါနသင်ပေးမှာကတော့အမတို့ချီထိုးထပ်ပြီးတော့ grade square တွေကိုတအားကြီးအရန်ကောင်းမထိုးတတ်တဲ့သူတွေအတွက်အခြေခံကြပြီးလွယ်ကူရိုးရှင်းတဲ့ဒီ granny square 4000လေးကိုအရင်ဆုံးသင်ပေးမှာပဲဖြစ်ပါတယ်။ဒါလေးကိုအမနဲ့အတူတူလိုက်ပြီးတော့ထိုးကြမယ်နော်။အမထိုးပြတဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်အမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော်။ကြွက်ကွက်ကလေးကိုထိုးမယ်ဆိုလို့ရှိရင်အရင်ဆုံးလိုတာကချီအယောင်၄လုံးလိုပါမယ်။ကိုစမရှိတဲ့ချီအယောင်လေးလုံးရဲ့အနံပါတ်ကတော့ဒါလေးကတော့ 3mm size ပဲဖြစ်ပါတယ်ဒီ 3mm size နဲ့အမကထိုးပြပေးမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့အမတို့ကဒီအလဲဝက်ဆန်လေးဖြစ်တဲ့ဒီအလဲဝက်ဆန်နေရာမှာ magic ring နဲ့စပါမယ်magic win လုပ်ပြီးတဲ့အခါကျလို့ရှင်ဒီ magic win မှာအမားတို့က CH ဖွမီလေးချက်နဲ့တက်ပါမယ် CH လေးခုထိုးပြီးတဲ့အခါကျရင်ဒီ win နဲ့မှာအမားတို့က DC 9ခါထိုးမယ် DC 9ခါထိုးတဲ့အခါကျလို့ရှင် DC တစ်ခါထိုးဖွမီတစ်ချက်သွားနှုတ်နဲ့ထိုးပါမယ် DC တစ်ခါထိုးဖွမီတစ်ချက်ယူနောက်ထပ် DC တစ်ခါထိုးဖွမီတစ်ချက်ကွင်းလေးကိုဆွဲစီလိုက်မယ်အဲ့တော့ဒီကွင်းထဲမှာအမားတို့ကပထမဆုံးထိုးခဲ့တဲ့ဖူမီလေးချက်အပါဆိုလို့ရှိရင်တိုင်8တိုင်ရှိနေရပါမယ်1 2 3 4 5 6 9 8တိုင်ရှိနေရပါမယ်နောက်ဆုံးမှာအမားတို့ကတိုင်8တိုင်တတိုင်ထိုးပြီးတော့တိုင်8တိုင်ပြည့်တဲ့အခါကျလို့ရှိရင်နောက်ဆုံးအမားတို့ဒီမှာထိုးခဲ့တဲ့ဖူမီ4ချက်နေရာမှာတစ်ချက်နှစ်ချက်ဖူမီ3ချက်အမြောက်နေရာမှာအမားတို့ကအရှက်ကော်လေးနဲ့ဒီထိတ်ကလေးမှာရှက်ကော်လေးနဲ့ဆက်ပါမယ်ဒီလိုင်းပန်းအောင်နေအောင်သွားပါမယ်ဒီဖူမီတက်ခဲ့တဲ့နေရာနေပဲစမယ်နော်ဖူမီ3ချက်တက်မယ်တက်ပြီးတဲ့ခါကျလို့ရှိရင်ဒီအနောက်ကခြေစားနှစ်ခုကိုလည်းပူးကြိုက်ထားမယ်နော်ဒီမှာဖူမီ3ချက်တက်ပြီးတဲ့အခါကျလို့ရှိရင်ဒီတစ်ပေါက်ထဲမှာပဲအမတို့ကတိုင်ရှည်3တိုင်ထပ်ထိုးပါမယ်တိုင်ရှည်3တိုင်ထိုးပြီးတဲ့အခါကျလို့ရှိရင်ဖူမီတစ်ချက်ယူမယ် CH တစ်ခါထိုးပြီးတော့ဒီကက်ရဲ့အပေါက်မှာနောက်ထပ်တိုင်ရှည်4တိုင်ထိုးမယ်တပေါက်မှာတဘောတရားတော့တပေါက်မှာတိုင်ရှည်4တိုင်စီဖြစ်မှာပါအမတို့ကဒီမှာဖူမီ3ချက်တက်ထားတဲ့အတွက်အမတို့ကတိုင်ရှည်ကို3ခါပဲထိုးရတာပါဒီလိုပေါက်တယ်ဒီလိုမျိုးဂျားရဲမှာအမတို့တိုင်ရှည်လေးတိုင်ထိုးပြီးရင်ဖူမီတစ်ချက်စီယူသွားတာเนาะတိုင်ရှည်လေးတိုင်ထိုးဖူမီတစ်ချက်ယူနောက်တစ်ပတ်ကိုဆက်သွားနောက်ဆုံးဖူမီတစ်ချက်ယူပြီးတဲ့ခါကျလို့ရှိရင်အမတို့ဒီဖူမီ3ချက်တက်ထားတဲ့ဒီထိပ်မှာ slit stick လေးနဲ့လာပြီးတော့ဆက်ပါမယ်ဒါလေးကစုစုပေါင်း8ခါဖြစ်မယ်နော်1 2 3 4 5 6 9 8ခ
အခုအမတို့ကဒီလိုအနေထားလေးပုံစံရပြီဒီလိုရပြီဆိုလို့ရှိရင်အမတို့ကဒီပန်းပွင့်အဝါရောင်နေရာကိုသွားပါမယ်အဝါရောင်သွားတဲ့ခါကျလို့ရှိရင်အမတို့ကခုနလိုပဲဖုံမီ၃ချက်ကိုဒီဖုံမီနဲ့စခဲ့တဲ့ဒီနေရာနဲ့စပြီးတော့ထိုးပါမယ်တဲ့နဲ့တော့ဖုံမီ၃ချက်ထိုးပြီးတဲ့ခါကျလို့ရှိရင်အမတို့ကဒီဖုံမီ၃ချက်က1DC နဲ့ညီမျှရလို့ပြောခဲ့ရနော်ဒီဖုံမီ၃ချက်ထိုးပြီးတဲ့ခါကျလို့ရှိရင်ဒီတစ်ပေါက်ထဲမှာပဲဒီပေါက်ထဲမှာပဲအမတို့ကနောက်ထပ်တိုင်ရှည်3ခါရဲ့ဖုံမီ1ခါရဲ့တိုင်ရှည်4ခါရဲ့ထိုးပါမယ်ဒါဆိုလို့ရှိရင်မတို့ကတိုင်တစုစာအတွက်တိုင်ရှည်4ခါဖြစ်သွားပြီဖုံမီတစ်ချက်ချမယ်နောက်ထပ်တိုင်ရှည်4ခါပြန်ထိုးမယ်ဒီပေါက်ထဲမှာပဲဒီမှာစခဲ့တဲ့နေရာမှာတိုင်ရှည်4ခါဖုံမီတစ်ချက်ချတိုင်ရှည်4ခါဖြစ်ပါမယ်အဲ့လိုဖြစ်ပြီဆိုလို့ရှိရင်အမတို့ကဒီနောက်တစ်ပေါက်ကို 4DC တိုင်ရှည်4ခါပဲထိုးမယ်နောက်တစ်ပေါက်ကိုတိုင်ရှည်4ခါဖုံမီတစ်ခါတိုင်ရှည်4ခါထိုးပါမယ်ဒီတတိယတန်းရဲ့သဘောတရားကတော့အမတို့ကပထမဆုံးစခဲ့တဲ့ဒီနေရာမှာအမတို့ကတိုင်ရှည်4တိုင်ထိုးမယ်ဖုံမီတစ်ချက်ချမယ်တိုင်ရှည်4တိုင်ထိုးမယ်နောက်တစ်နေရာမှာကနောက်တစ်ပေါက်မှာပေါ့နော်နောက်တစ်ပေါက်မှာတိုင်ရှည်4တိုင်ထိုးမယ်ဒီဘက်မှာဇုံလိုက်တိုင်ရှည်4တိုင်နဲ့ဖုံမီတစ်ချက်တိုင်ရှည်4တိုင်နဲ့တစ်စုံချမယ်ဒီလိုတစ်စုံချမယ်ဒီလိုတစ်စုံချမယ်ဒီလိုတစ်စုံအဲ့လိုလေးထိုးသွားတဲ့သဘောတရားပါ၃ချက်တက်ခဲ့တဲ့နေရာမှာ slit stick လေးနဲ့ဆက်ပါမယ်ဒါမျိုးလေးဖြစ်မယ်စလူစတစ်နဲ့ဆက်ပြီးတဲ့ခါကျလို့ရှိရင်အမတို့ကနောက်ဆုံးဒီနေရာဆေးရောင်တန်းလေးဆက်ပြီးတော့ထိုးပါမယ်စုံထိုးခဲ့တဲ့နေရာနဲ့ပြန်ဆမယ်နော်ဖုံမီတစ်ချက်နှစ်ချက်သုံးချက်တက်ပါမယ်ဒီလိုဖုံမီသုံးချက်တက်ပြီးတဲ့အခါကျလို့ရှိရင်စပြီးတော့တိုင်ရှည်လေးတွေထိုးပါမယ်တိုင်ရှည်3ခါဖုံမီတစ်ချက်အပါဆိုတော့တိုင်ရှည်4ခါဖြစ်တာပေါ့နော်တိုင်ရှည်4တိုင်ထိုးပြီးတဲ့အခါကျလို့ရှိရင်အမတို့ကဒီတန်းမှာကျတော့နောက်ဆုံးတန်းမှာတော့ဖုံမီကို CH ကို2ခါထိုးပါမယ်နောက်တစ်ပေါက်ဆက်သွားမယ်တိုင်ရှည်4တိုင်ထိုးမယ်
ဒါဆိုလို့ရှိရင်အမားတို့က3လက်မ size ရှိတဲ့ granny square လေးတစ်ချက်ကိုထိုးပြီးပြီပဲဖြစ်ပါတယ်ဒါလေးကတော့ granny square တွေကများတော့အဖြစ်မှာ3လက်မ size ပေါ့နော်ဒီလို3လက်မ size ရှိတယ်4လက်တချို့ size ကြီးတဲ့ဟာလေးတွေထိုးမယ်ဆိုလို့ရှိရင်တော့သူက4လက်မ size လေးရှိရပေါ့နော်များတော့အဖြစ်ကတော့3လက်မကြော်လေးတွေအခုအမားတို့ဒီ granny square ကိုထိုးတဲ့အခါကျလို့ရှိရင်ခြေစားတွေလည်းတိတ်မယ်နော်ခုအမားတို့ကဒီ granny square တစ်ခုလုံးထိုးပြီးသွားပြီပေါ့နော်ဒီလိုထိုးပြီးသွားတဲ့ခါကျလို့ရှိရင်ထိုးပြီးပြီးချင်းဆိုလို့ရှိရင်အမားတို့ရဲ့ဒီ granny square ကနားတက်တွေမညီဘူးခြေထိုးထားတာဒီလိုမျိုးမညီမညာနဲ့လေးတွန့်ဖြစ်နေရပါတော့ဒါလေးတွေကို position ကြကြလေးညီအောင်လို့ကအမားတို့ကဒီပုတ်ကလေးကိုအသုံးပြုပြီးတော့ position ချပါမယ်ဒါမျိုးလေးတွေကိုအမားတို့ကနာရီနည်းနည်းကြကြလေးပေါ့နော်3-5နာရီတရက်လောက်ပေါ့နော်အဲ့လိုလေးထားလိုက်တယ်ဆိုလို့ရှိရင်ဒါလေးတွေက4တောင်ကြကြလေးဖြစ်ပြီးတော့ position ညီသွားပြီညီရဲ့ခါကျလို့ရှိရင်အမားတို့အင်ကြီးတွေပဲထိုးအိတ်တွေပဲထိုးတဲ့ခါကျလို့ရှိရင်ဆက်ရတာလွယ်ကူပြီးတော့တိကျသွားတာပေါ့နော်တူပီနာအနာတက်ကလေးအတိကြကြကလေးဆက်ရတာလွယ်ကူသွားပါတယ်ဒါလေးဆိုလို့ရှိရင် position ချပြီးတော့လောက်ထားတဲ့ဟာလေးနဲ့ပေါ့နော်ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့အတွက်ကြိုက်တဲ့နှစ်သက်တယ်ဆိုလို့ရှိရင် like subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်